ကိုပွဲတစ်ခုရေးချင်ပေမဲ့ဘယ်ကစားရမလဲမသိဘူးဆိုရင်ဒီသမီးနှစ်စာ roadmap လေးကိုကြည့်ကြည့်လိုက်ပါပထမဆုံးလမ်းအကြောင်းရွေးရမှာဖြစ်ပါတယ် Android လား iOS လားဒါမှမဟုတ်နှစ်ခုစလုံးသုံးလို့ရတဲ့တခါတည်းရေးလို့ရတဲ့ cross platform လားအခုခေတ်မြန်မာနိုင်ငံရဲ့အလောက်ကိုင်ဈေးကွက်မှာဆိုရင်တော့ cross platform ဖြစ်တဲ့ Flutter ဒါမှမဟုတ် React Native ကအခွင့်အလမ်းအများဆုံးဖြစ်ပါတယ်ဒုတိယဆက်အနေနဲ့ကတော့ကိုရွေးချယ်လိုက်တဲ့နည်းပညာရဲ့အခြေခံ programming language တွေကိုလေ့လာရပါမယ် Flutter ဆိုရင် Dart ပေါ့နော် React Native ဆိုရင်တော့ JavaScript ကိုအရင်ဆုံးကျွမ်းကျင်အောင်လေ့လာထားရပါမယ်တတိယအဆင့်ကတော့အရေးကြီးဆုံးဖြစ်ပါတယ် tutorial တွေကြီးပဲထိုင်ကြည့်နေတာမဟုတ်ဘဲနဲ့ calculator ထုတ်လို့ to do list ထုတ်လို့ app အသေးလေးတွေကိုကိုယ်တိုင်လက်တွေ့ရေးကြည့်ရမှာဖြစ်ပါတယ်နောက်ဆုံးအဆင့်ကတော့ API ချိတ်ဆက်တာတွေ Firebase လို့ database သုံးတာတွေကိုလေ့လာပြီး mobile project အသေးတစ်ခုကိုဖန်တီးကြည့်ရပါမယ်အစပိုင်းမှာခက်ခဲနေပြီမဲ့လုံးဝလက်မလျှော့ပါနဲ့ဒီဗီဒီယိုလေးကို save ထားပြီးတော့အခုပဲစတင်လိုက်ပါနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင် comment မှာအမင်းခဲ့ပေးဖို့လည်းမမေ့ပါနဲ့နော်